Jake Sully နဲ့ Nate Reed တို့ဟာတာသမီ9ယောက်နဲ့အတူ Pandora ရဲ့တောနက်ထဲမှာအေဂျင့်စွာနေထိုင်နေကြတာ15နှစ်တောင်ရှိသွားပါပြီ။ဒါပေမဲ့ကဘာမြေကလူသားတွေဟာ Pandora ကိုအခြေချဖို့ပိုမိုတောင့်တင်းတဲ့စစ်အင်အားနဲ့ပြန်ရောက်လာခဲ့ပါတယ်။အဆိုးဆုံးကတော့တေဆုံးသွားတဲ့ဘူမူကြီး Quaritch ရဲ့မညံတွေကို Navi ခန္ဓာကိုယ်ထဲထည့်သွင်းပြီး Jake ကိုကလက်စားချေဖို့ပြန်လွှတ်လိုက်တာပါပဲ။သူကြောင့်မျိုးနွယ်စုတွေဒုက္ခမရောက်စေဖို့ Jake ဟာမိသားစုကိုခေါ်ပြီးဝေးလာတဲ့ကျွန်းစုစီထပ်ပေးခဲ့ပါတယ်။အဲ့ဒီမှာရေနေမျိုးနွယ်စု Matt Kayina တွေစီကနေရေကူးတာရေအောက်တထဝါတွေကိုစီးနှင်းတာနဲ့ရေရဲ့လမ်းစဉ် Way of Water ကိုအသစ်ကနေပြန်သင်ယူခဲ့ရပါတယ်။ Jake ရဲ့သားငယ်လော့အတ်ခါမျိုးနွယ်စုကအပယ်ခံထားရတဲ့ဖယက်ကန်လူခေါ်တဲ့ကြီးမားတဲ့ထူလူခုံဝေလငါးနဲ့တူတဲ့တထဝါကြီးနဲ့တငယ်ချင်းဖြစ်သွားပါတယ်။တစ်ဖက်မှာလည်းဘူမူကြီး Quaritch ဟာJake ကိုထွက်လာအောင်မြှားခေါ်ဖို့အတွက် Matt Kayina ရဲ့ဝิญဉ်ရေးရာမိသားစုဝင်တွေဖြစ်တဲ့ထူခွန်တွေကိုရရဆက်ဆက်လိုက်လံတက်ထက်ပါရတယ်။သားသမီးတွေကိုရန်သူကဖမ်းဆီးသွားတဲ့အခါမှာတော့ Jake တို့ဇနီးမောင်နှမဟာပင်လယ်မျိုးနွယ်စုတွေနဲ့ပူးပေါင်းပြီးစစ်ပွဲစတင်ပါတော့တယ်။ဒီတိုက်ပွဲမှာ Jake ရဲ့သားကြီးနှစ်တရံမှာသူ့ညီကိုတွေကိုကဲတင်ရင်ကြီးစံထိမှန်ပြီးတည်ဆုံးသွားခဲ့ပါတယ်။သားကိုဆုံးရှုံးလိုက်ရတဲ့ Nate ရဲ့ဒေါ်တာကပောက်ကွဲထွက်လာပြီးရန်သူတွေကိုတယောက်ချင်းစီအမဲလိုက်ချေမှုန်းပါတော့တယ်။နင်းမြုပ်နေတဲ့တင်ပေါ်ကြီးပေါ်မှာ Jake ဟာ Quaritch ကိုအသေးလဲတိုက်ခိုက်အနိုင်ယူပြီးသူ့မိသားစုကိုကယ်တင်နိုင်ခဲ့ပါတယ်။ဇက်သိန်းမှာတော့သူတို့ဟာတားကြီးနှစ်တရံကိုပင်လဲအောက်ခြေမှာတင်းကြိုးပေးခဲ့ပြီးထွက်ပြေးရုံနဲ့တော့မာတို့မိသားစုကိုကာကွယ်လို့မရဘူးဆိုတာကိုနားလည်သွားတဲ့ Jake ဟာပင်လဲပြင်မာတွေဆက်လက်တိုက်ပွဲဝင်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။